နေကိုရွေးလို့ကတော့10ဘောလောက်ဒုက္ခရောက်မှာတူတူဒုက္ခရောက်ကြတော့ကိုကျော်ယောက်ျားယူခြင်းလို့ဆေးလေးပါလေးပေးပါအောင်ကိုကျော်ဩယောက်ျားရမယ်ဆေးလိုချင်လားဟုတ်တယ်မောင်ကျော်ဆေးပေးမယ်မောင်ကျော်လည်းမယုံမရှာကွာနတ်ကတော်ကြီးဆေးပေးမယ်ဟာဘာတော့မသိလည်းသူပြောတယ်ဆေးပေးမယ်မောင်ကျော်ပြောတဲ့ဆေးကလင်ရတဲ့ဆေးဟောဒီလိုတောက်ဖို့ဆေးယောက်ျားရတဲ့ဆေးပေးမှာအဲ့ဒါတော့ဟုတ်တယ်ဟိုလိုဆေးတယ်မလို့အဲ့ဒါတော့ဟုတ်တယ်မောင်ကျော်ပေးလိုက်လို့မပြောတော့ဖတ်ပြီးသေသွားတဲ့လူတွေကြီးပဲဟာဟုတ်ရဲ့ဟုတ်ကဲ့ရတယ်ပြောရတယ်နော်ဟိုမှာတွေ့လားဆိုင်းဝိုင်းကြီးဆိုင်ဝိုင်းတွေ့တယ်လေကိုကျော်အဲ့ဒီဆိုင်းဝိုင်းကြီးမှာသူ့ဟာကြီးကအကြီးဆုံးနဲတော့ကြီးဟာကိုကျော်ဘာကြီးပြောတာတော့ဘာကြီးလို့ပတ်မအော်အဲ့ဒီဆိုင်းဝိုင်းကြီးထဲမှာရှိတဲ့ဘုံတွေအားလုံးထဲမှာအဲ့ဒီပတ်မကြီးကအကြီးဆုံးအစတွေကပတ်မကြီးကအကြီးဆုံးလို့ပြောလိုက်ပါလားသူ့ဟာကြီးအကြီးဆုံးကမစိမ်မုံလုံးပြန်လာလက်ကြည့်လိုက်အောင်မလုံးဘူးသူမရှက်ကိုရှက်ကန်းကြည့်ဥမောင်လုံးကပဲပြစ်ပါဟုတ်လို့လားအဲ့ဒီပတ်မကြီးကိုသမင်းမြူခုနှစ်စုံနဲ့ဂျိုးစာကျွေးလိုက်ရင်နက်တော်ကြီးရဲ့လိုရာခရီးအားလုံးပြီးမြောက်စေရမယ်ဗျာပြီးတာတော့ထားပါဘာလို့ဒါကြီးကပါလာတာပြီးဟုတ်လိုရာခရီးပြီးတယ်ဆိုပြီးပေါ့ဘာကြီးလို့ဒါကြီးပြီးရမှုတော့အာယူရတယ်လေအာယူတာမမကျော်မန်နဲ့ပြောတာကဒီလောက်ဆိုရပြီနှခိုင်းရပါရပြီးမြောက်ပြောလဲနောက်ဆိုပြောစိုင်းရင်းနဲ့ပြုတ်ကြအောင်ကိုကျော်သမင်းမြူခုနစုံလို့နဲ့ကျွေးလို့ရှိရင်ယောက်ျားရမှာနော်ယောက်ျားရပြီမှလားကျွေးမှာကိုကျော်အဲ့ဒါကြောင့်အားကိုရတာသိလားကိုကျော်တကယ်လို့နော်တကယ်ကျွေးမှာနဂရပုံစံကြသမင်းမြူခုနစုံတော့မဟုတ်တော့တရင်လုံးကျွေးမဲ့သဘောရှိတယ်နဂရကြီးပြလင်မရအောင်လို့ပခဲဝါပါတဲ့တမလေးကြီးရမကြီးလို့ပခဲဝါမာရဲတဇာကြီးရမရင်ကိုအားရလေးသမီးပြူခွန်းဆုပ်ကြတဲ့ဘာကြီးကိုဂျိုးသားဆွေလေးရမယ်စေချစ်လို့ရဲ့တဲ့မတုံးလေလေးနေရှာရောတလားကြိုက်လို့တုံနေလေနေရှာရောတလားကိုကြီးကြောင့်ရဲ့ပေါင်းကြီးကြောင့်ရဲ့ကိုကြီးကြောင့်ရဲ့ပေါင်းကြီးကြောင့်ခဏလေးပါလေမောင်ကျော်ငါအဲ့ဒါကျော်ကိုလေးနဲ့ဒီနေရာလေးပဲကရင်တိတ်ကောင်းပါပဲမောင်ကျော်ကျွန်တော်တို့တိတ်ရုံမပြတ်ဘူးမဲ့လားယင်ဆိုင်ငင်းနဲ့ဟေးအဲ့ဒါငါဟာနော်အဲ့ကောင်လေးပတ်စံနေမရဘူးရောင်းရင်တို့ညအိမ်ဒီလေးပါလေးထင်းကြအောင်မောင်ကျော်လူတွေပဲအဲ့လောက်တော့ရှိမှာပေါ့နောက်မှလေးလေးဦးနှံဝင်းကပြူတစ်နဲ့မမကျော်ဂိုင်းမေးထားမလားရတယ်ရလားပတ်စံနဲ့ငါနဲ့ကတဲ့တယ်အောက်ကြရင်တော့တို့ဟာပဲနော်မောင်ကျော်ပြုတ်ကြမယ်နော်ဟေးပြန်လာဟေးကိုဒီကြော်ရဲ့မောင်ကြီးကြော်ရဲ့ပြန်မမကျော်ဟေးရောင်းရင်တီးလေနေတော့ပတ်စံလူခိုင်းတာမဟုတ်ဘူးလေဆိုင်နဲ့တီးအောင်လေပတ်စံလူနဲ့တီးပါစို့အေးညာချင်းပြတ်မှာနော်မတီးအခုထဲမှာကျွန်တော်ညာချင်းပြတ်မှာဟုတ်ကဲ့စာတောင်းနေမြောက်လေးရပြန်ကိုကြီးကြော်ရဲ့ပြီးလေဘာလို့ပတ်စံလူရလဲလို့ဗျာဒီနေရာမှာမောလေးရင်လင်းမလေးခဏနေအောင်လို့
ငါကောက်မယ်ခဏလေးငါကောက်ချင်လို့ မမောင်ကျော်ရေတော်ပြီသူတို့ဘေးရဲ့ဘာသာသူတို့လာပြန်လူနေ ကိုဒီချောရေမောင်ဒီချောရေကိုဒီချောရေမောင်ဒီချောရေကိုဒီချောရေမောင်ဒီချောရေကိုဒီချောရေ ခဏလေးဒီတို့ပတ်စံလူကြပွဲမကကြနဲ့ ဘိုးလေးလေးမတဲ့ဒီနေရာမှာပဲကမယ် မမောင်ကျော်ကတွေးတော့တွေးနေအမလေးကျဲသားကျဲအပစံတော့ကုန်ပါပြီ ကျွန်တော်တို့ဘွဲကဝေမူရေးရလုံးလုံးတာပါမူရေးလူကြီးရေး အော်မပွဲကြီးပြိတ္တတွေမိသားစုတွေရှိတယ်အဲ့လိုရုံမပြတ်ကြနဲ့ အမလေးစိုင်းစရာတွေစိုင်းတီးဖို့တော့မေ့နေကြ တညာလုံးမှာဒီနေရာနဲ့နေတော်တော်တန်နေပြီ အပြင်မှာဆိုရင်လိုက်မလွင်တော့ကိုကဘတ်လို့ရတယ်ဒီမှာလိုက်လွင်တော့ကိုဘတ်လို့မရတော့ဟေးကိုဒီချောရေမောင်ဒီချောရေကိုဒီချောရေ မမြောက်ပေးနဲ့နော်ည2 နာရီထိုးရတယ်ဒီကမြောက်ပေးဒီည4 နာရီထိုးမှာ ဘာသာလူရင်းနဲ့လူသားဘွဲပြောသွားနိုင်တယ် ကိုကြီးကမြပွဲတွေမှာဒီပွဲအတန်ဆုံးပဲ ခဏလေးအားလုံးခဏလေးအမချန်နေလွှင့်နေတဲ့ကင်မရာတွေလက်လေးထောင်ပေးပါလားကင်မရာလေးဟိုဘက်ခဏလှည့်ပေးပါ မမောင်ကျော်လူကို ဟေးဘောက်တာတော့အဲ့ဒါဘောက်တာတော့တိတ်မသိချောင်း မလေးငါပြောသားပဲမမောင်ကျော်စိတ်မနဲ့ထိန်းနေရပါတယ် ဒီလိုပွဲမျိုးပဲကကျင်တာပါမင်းသားကိုစုတယ်မတရားကြတယ်ပြီးရင်တိုက်စီကားကိုဈေးစစ်တဲ့အဖွဲ့တွေပါ ရတယ်တန်းစီလေးရတယ်ကျွန်တော်စောင့်ယူမယ်နော် အမလေးမမောင်ကျော်ရဲ့စိုင်းစရာတွေလည်းထိန်းပါအောင် ဘဘရတယ်ဒါတို့အချိန်ပေးပြီးတော့စောင့်ပေးမယ် ကိုကြီးကျော်